အမောင်တို့နဲ့အေးစားတဲ့စင်းနေပဲရှိတယ်နင်းတောင်တန်းကြီးတစ်ခုပုံမှာခမည်းရတဲ့ပိတ်မိနေရလို့မြင်အောင်ကြည့်လိုက်ပါအပူချိန်ကအနှုတ်30တိကလေးစင်ကလေးနှွေးတယ်မရှိဘူးစားကြတဲ့တောက်စရာရေလုံးဝမရှိဘူးပိုဆူလာကခမည်းရဲ့အနောက်မှာတေးဆွန်းသွားတဲ့မိတ်ဆွေပေါင်းရင်းတွေရုပ်လောင်းတွေပဲရှိနေပြီအဖာကြီးကခမည်းတို့ရှာအောင်တွေ့လို့စွန့်လိုက်ပြီဆိုတဲ့တင်းကိုရေဒီယိုကနေကြားရတဲ့အချိန်ခမည်းဘာဆက်လုပ်မလဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ရဲသေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုလိုက်ရှင်းမဲ့ supporting ပေးခဲ့ကြပါခင်ဗျာဒါဖြစ် let's go ဒါစေကိုရုပ်ရှင်မဟုတ်ပါဘူး1992ခုနှစ်အင်ဒီတောင်တန်းမှာတကယ်ဖြစ်သွားခဲ့တဲ့လူသားတမန်ရှောက်အော်ဆရာအကောင်းဆုံးနဲ့လက်ဆက်လုံးနဲ့ဖြတ်မစမ်းတဲ့ဘုတ်ဖြစ်ပါတယ်ရှားလုံးက1992ခုနှစ်အောက်တိုဘာလ23ရက်တောက်ကြနေ့မှာစတင်ခဲ့တာပါအိုတုကွေးနိုင်ငံအိုခရီးယန်ဂျပန်အားကစားတင်သားတွေနဲ့သူတို့ရဲ့မိသားစုဝင်ပါဝင်စုစုပေါင်းလူ45ဦးပါချီလီနိုင်ငံမှာကစားမဲ့ပွဲအတွက်အမေရိကန်တို့စစ်ပက်လေယာဉ်တစ်စီးနဲ့ထွက်ခွာလာခဲ့ကြပါတယ်။လေယာဉ်ပေါ်မှာ19နှစ်ရဲ့လူငယ်လေးနတ်တိုပါတို့လည်းပါဝင်လာခဲ့ပြီးသူဟာတူးရဲ့မိနဲ့ညီမလေးကိုပါအပျော်ကြီးဖြစ်ခေါ်တော်လာခဲ့တာပါ။လေယာဉ်ပေါ်မှာလူငယ်တွေကပျော်ရွှင်နေကြပြီးတချင်းတွေဆိုနောက်ပြောင်နေကြပြီမဲ့သူတို့ရှိမှစောက်ကြုံနေမဲ့ငရဲခန်းကိုတော့ဘယ်မှကြုံမသိခဲ့ပါဘူး။ချီလီနိုင်ငံကိုသွားဖို့အတွက်ကမ္ဘာရှိလျာဆုံးအင်ဂျီတောင်တန်းကြီးကိုဖျက်ကျော်ရပါတယ်။အဲ့ဒီနေ့မှာယာဒီဥတုကအလွန်ဆိုးရနေပြီးတိမ်တွေထူထပ်လုံးအောက်ခြေကိုလုံးဝမမြင်ရပါဘူးဒီနေရာမှာလေမှုကအတန်းနဲ့ရဖြစ်စီမဲ့တွက်ချက်မှုအမားကြီးတစ်ခုကိုလုံးမိလိုက်ပါတယ်သူဟာတောင်တန်းကြီးတွေကိုကြော်လို့ပြီးအထင်းနဲ့လေကိုအောက်ကိုနှိမ့်ချရတဲ့အချိန်မှာတော့ရှေ့မှာတက်တဲ့ပေါ်လာတာကစင်းနေဖုံးနေရင်တောင်ကုန်းကြီးဖြစ်နေပါတယ်လေမှုကအရှိန်ကုန်မြင့်ပြီးအပေါ်ကိုတက်ဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီလေရဲ့အောက်ပိုင်းကတောင်ကုန်းတွေနဲ့ပြင်းထန်စွာရိုက်မိပြီးတောင်ပေါ်တွေနဲ့အမိပိုင်းတွေပြုတ်ထွက်သွားကလေကိုယ်တကြီးကစီးနှင်းပြင်ပေါ်အရှိန်ကုန်နဲ့ထိုးဆင်းသွားပါတော့တယ်ပြင်းထန်လာတဲ့တက်ရောက်မှုကြောင့်လေမှုပောင်ဝင်လူ12ဦးကချက်ချင်းတေဆုံးသွားခဲ့ပါတယ်။နတူပါတို့ကလည်းခေါင်းကိုပြင်းထန်စွာစောင့်နေပြီးတတိမြင့်မျောသွားခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းတွေကနန်တိုတည်သွားပြီးအထင်းနဲ့လောင်းနေထားတဲ့စီးနေနေကြမှာထွားထားခဲ့ကြပါတယ်။ဒါပေမဲ့စီးနေနေရဲ့အေးစက်မှုကပဲနန်တိုရဲ့အုံနောက်ကြောင့်ရမှုကိုတဘောအတိုင်းထိချုပ်ပြက်လို့ဖြစ်ပြီးရန်နဲ့ရကြမှာသူဟာအော်စရာကောင်းလောင်ပြန်လည်တတိရလာခဲ့ပါတယ်။ဒါပေမဲ့တတိယအချင်းသူကြားလိုက်တဲ့တဲ့ကတော့အလုံးရင်နာစရာကောင်းပါတယ်သူရဲ့မိခင်ကလေရင်ပြတ်ကျမှုမှာတင်တည်ဆုံသွားခဲ့ဖြစ်ပြီးသူ့ရဲ့ညီမလေးကတော့ဒဏ်ရာပြင်းထန်စွာရကသူ့ရဲ့ရင်ဝင်ထဲမှာပဲတက်ပြောက်သွားခဲ့ပါတယ်စီးနီးနေကြမှာတက်ရှင်ကျဲသူ33မှာလေရင်ခိုးတဲ့အဆုတ်ကြီးကိုအမိုးကပြုတ်လို့ပြီးနေထိုင်ခဲ့ကြပါတယ်သူတို့မှာစောင်းတင်းဝက်အနည်းတွေထူးထူးတဲတဲမရှိလို့အစားအစာအနေနဲ့လည်းချောကလက်နည်းငယ်နဲ့ဝိုင်ပလင်းအနည်းငယ်တာရှိပါတယ်ရက်နည်းငယ်အတွင်းမှာပဲအဲ့ဒီအစားအစာတွေအားလုံးကုန်ဆုံးသွားခဲ့ပါပြီဆဲမြောက်နေ့မှာတော့သူတို့ကဘာကြီးနဲ့ဆက်တက်လို့ရမယ်လေဒီယိုအဆုတ်တွေတစ်လုံးကိုပြင်ဆင်နိုင်ခဲ့ပြီးဒင်နားထောင်ခဲ့ကြပါတယ်ဒါပေမဲ့လေဒီယိုကနေကြားလိုက်ရတဲ့တဲ့ကတော့ရှာဖွေအဖွဲ့တွေနဲ့စီးနေကြမှာလေရင်ကိုရှာဖွေတော့တဲ့အတွက်တိုင်းလည်ရှာဖွေမှုကိုလုံးဝရစက်လိုက်ဆိုတာပါပဲကဘာကြီးကသူတို့ကိုတေးပြီးလို့တတ်မှတ်ပြီးဆွမ်းလိုက်တဲ့အချိန်မှာသူတို့ကလူမတိတုံတိတောင်တန်းကြီးထဲမှာထီးကျန်စာကျင်းခဲ့ပါတော့တယ်ငါပြတ်မှုတန်ကိုလုံးဝမခံနိုင်တော့တဲ့အဆုံးမှာတော့သူတို့ကလူသားတစ်ယောက်အနေနဲ့ဆုံးဖြတ်ဖို့ခက်ခက်ခဲခဲအရာကိုစတင်စဉ်းစားရပါတယ်ပတ်ဝန်းကျင်မှာအပင်တပင်လိမ့်စံတကောင်းမှမရှိတဲ့အတွက်သူတို့အသက်ရှင်ဖို့ဆိုရင်တည်ဆုံသွားတဲ့မိမိတို့ရဲ့မိတ်ဆွေတွေပေါင်းရင်းတွေရဲ့ရုပ်လောင်းတွေကိုအစာဖြစ်စားသုံးမှုကလွင်အခြားနည်းလည်းမရှိတော့ပါဘူးနန်တိုပါတို့ကကာလက်တုတ်ကိုငါအသက်ရှင်ဖို့အတွက်လေမှုရဲ့အသားကိုစားရမယ်လို့အမောက်ဆုံးစတင်ပြောဆိုခဲ့ပါလူသားချင်းစားရမယ်ဆိုတဲ့အတိကသူတို့ရဲ့စိတ်ကိုငဲကြမတက်နှိမ့်ဆက်ခဲ့ပေမဲ့အိမ်မှာစောင့်နေမဲ့မိဘတွေစီပြန်ရောက်အောင်သွားမယ်ဆိုတဲ့တက်ရှင်လူစိတ်တစ်ခုတည်းနဲ့သူတို့ကရုပ်အလောင်းတွေကိုအစိမ့်လိုက်မျိုးချပြီးအသက်ဆက်ခဲ့ကြရပါတယ်ဒါပေမဲ့အင်ဒီတောင်တန်းကြီးဟာသူတို့ကိုဒီလောက်နဲ့တင်အလွန်မပေးခဲ့ပါဘူး18ရက်မြောက်နေ့ရဲ့ညတကောင်ရံမှာသူတို့အိပ်ပျော်နေစဉ်အလွန်ကြောက်စရာကောင်းတဲ့စီးနှင်းပြိုကျမှုတစ်ခုဟာလေရင်ကိုယ်တွေကိုရုတ်တရက်ထိုးဝင်လာခဲ့ပါတယ်အသက်ရှင်ကျန်ရသူအားလုံးဟာနှင်းတူအောင်မှာအရှင်လဲမြုပ်ခြင်းကိုခံလိုက်ရပြီးနတ်တိုပါတို့အပဝင်လူအချို့သာရုန်းကန်ပြီးအသက်ရှူပေါက်ကိုရှာနိုင်ခဲ့ပါတယ်ဒီနေ့ပြိုကျမှုကြောင့်သူတို့ရဲ့မိတ်ဆွေရှစ်ဦးထပ်မံတေဆုံသွားခဲ့ရပြန်ပါတယ်ကပ်ပေတစ်ခုပြီးတစ်ခုကြုံနေရတဲ့ဒီငဲကန်းကနေသူတို့ဘလုံနီးထဲမှာထိုင်ဆောင်နေလို့မကြတော့ပဲမိဘတာလမ်းချောက်ထပ်ပြီးကိုင်ရှာမတာလွန်လွန်နိုင်တော့မယ်ဆိုတာကိုနန်တိုနဲ့ရိုဘာတို့ခန်းစားမိလိုက်ကြပါတော့တယ်တပတ်ပြီးတစ်ပတ်ကုံဆုံးလာတဲ့မြနှင်းနောက်ပေါ်မှာကျင်းခဲ့တဲ့လူတွေကတယောက်ပြီးတယောက်ထပ်မံတေဆုံးနေကြပါတယ်ဒီအတိုင်းထိုင်ဆောင်နေအားလုံးအသက်ပြရမယ်ဆိုတာကိုသိလို့အကြက်ခိုင်သောလူငယ်တွေကိုရွေးချယ်ပြီးတောင်တန်းတွေကိုဖျက်ကျော်ကအကူကြီးရှာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်နန်တိုပါတို့ဟာဒီကီကိုတွားဖို့အပြင်းထန်ဆုံးစိတ်ဆန္ဒရှိနေခဲ့တာပါအကြောင်းကတော့တကယ်လို့သူသာလင်းပြက်ကြီးတွေမှာစနေနေရင်တက်ရှင်မှုတို့တိဆုံးသွားတဲ့သူ့ရဲ့မိခင်နဲ့ညီမလေးရဲ့အကျုပ်လောင်းတွေကိုပါအစာပြည့်စားသုံးရမယ့်အခြေအနေကိုလုံးဝမလိုလားလို့ပဲဖြစ်ပါတယ်ဒီလိုနဲ့1992ခုနှစ်ဒီဇင်ဘာလ12ရက်နေ့လင်းပြက်ကြပြီး2လကြာမှာနန်တိုပါရိုနဲ့ရိုဘာတိုကာနဆာတို့လူငယ်2ဦးဟာတောင်ပေါ်ကနေအောက်ခြေကိုဆင်းဖို့စွန့်စားပြီးထွက်ခွာခဲ့ကြပါတယ်
သူတို့မှာတောင်တက်ပစ္စည်းကိရိယာလုံးဝမပါတယ်လို့ဘာတွေ့ကြုံမှလည်းမရှိပါဘူးသူတို့ယူဆောင်လာတဲ့တစ်ခုတည်းသောအစားအစာကတော့ဘောလုံးချေးတွေမှာထည့်ယူလာတဲ့လူသားပိုင်းစားအချုပ်ပဲဖြစ်ပါတယ်ပထမဆုံးတောင်ကုန်းကြီးကို3ရက်တိုင်တိုင်ပင်မစွာတက်ခဲ့ရပြီးနန်တိုတယောက်တောင်ထဲကိုရောက်တဲ့အချိန်မှာတော့သူရဲ့မျှော်လင့်ချက်တွေဝေဝါးသွားခဲ့ရပါတယ်ဒါပေမဲ့နန်တိုကအရှုံးမပေးခဲ့ပါဘူးသူကငါတောင်တန်းကြီးကိုမကြည့်ဘူးငါလမ်းမဲ့နောက်ထပ်ခြေလမ်းတစ်လမ်းကိုပဲကြည့်ရဆိုတဲ့စိတ်နဲ့တလန်းချင်းစီရှေ့ကိုဆက်လျှောက်ခဲ့ပါတယ်နေ့နေ့ကုန်ဆုံးပြီးမြေတံကိုစတင်ကြားရတဲ့အထိရေတက်ခမ်းကြောက်မှုဝမ်းကယောဂတွေနဲ့ရပောင်းများစွာတိုက်ပွဲဝင်ခဲ့ကြရပါတယ်လမ်းလျှောက်ပြီးဆဲမျောနေကိုရောက်တဲ့အခါမှာတော့မြစ်တစ်ဖက်ချမ်းမှာရှီလီနိုင်ငံသားငါးချောင်းသားတူကိုအောင်းစရာကောင်းလောက်လမ်းပြင်လိုက်ရပါတော့တယ်နန်ဒိုဟာတန်ကောင်အော်ဟစ်ပြီးကူညီတောင်းခဲ့ပေမဲ့မြစ်ရတဲ့ကြောင့်တစ်ဖက်ကန်းကမကြားရပါဘူးအချိန်များစွာကြိုးစားတဲ့အခါမှာတော့မြစ်ရတဲ့ကိုကြော်ဖြတ်ပြီးနန်ဒိုရဲ့အတန်ဟာမြစ်တစ်ဖက်ကန်းကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီချိန်မှာငါးချောင်းသားကကြောက်တုံးလုံးမှာစက်ကူနဲ့ခဲတံကိုပတ်ပြီးသူတို့စီလှမ်းပစ်ပေးခဲ့ပါတယ်နန်ဒိုဟာတူနေတဲ့လက်တွေနဲ့စက်ကူပေါ်မှာကျွန်တော်ကတောင်ပေါ်ကပြတ်ကျတဲ့လေကလာတာပါကျွန်တော်ကဥရုခွေးလူမျိုးကအကူကြီးလိုပါတယ်လင်းပေါ်မှာဒဏ်ရာရထားတဲ့ကျောင်းတငယ်ချင်း14ယောက်ကြံပါသေးတယ်လို့စာရေးပြီးမြစ်တစ်ပတ်ချမ်းကိုပြန်ပစ်ပေးလိုက်ပါတယ်စာကိုဖတ်လိုက်တဲ့နွားချောင်းသားလေးရချက်ချင်းပဲအာနာပိုင်တွေကိုတွားရောက်ကြောင်းကြခဲ့သူတို့နှစ်ယောက်ကိုစားကြရတဲ့မုတ်တွေပေးခဲ့ပါတယ်နန်တိုတွတ်တော့အဲ့ဒီမုတ်လေးကဘဝမှာအကောင်းဆုံးနဲ့အရသာရှိလို့စားတာဖြစ်ခဲ့ရပါတယ်မကြခင်မှာပဲကောင်းဝင်ချန်ကနေသူတို့ခေါ်တဲ့ပြပြောင်းချင်းရဲ့နှမင်းကြီးတွေလို့ဆိုရမယ်ကယ်ဆယ်ရေးရဟန်းကျင်တန်တွေကိုကြားလိုက်ရပါတော့တယ်1982ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာတော့ကယ်ဆယ်ရေးဖွဲ့တွေကလေယာဉ်ပျက်စီးစီကိုရောက်ရှိသွားခဲ့ပြီးကြန့်ရှိနေတဲ့လူတွေကိုကယ်နိုင်ခဲ့ပါတယ်လူ45ဦးနဲ့29ယောက်တည်ဆုံးခဲ့ပြီး16ယောက်သာရပ်ပေါင်း82ရက်ကြာငရဲကန်းကနေအသက်ရှင်နေတဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဒီဖြစ်ရကမ္ဘာတဝန်းကိုတောင်းသွားစေခဲ့ပြီးသူအသက်ရှင်လို့တော့သူအသားကိုစားခဲ့ရဆိုတာတိတော်ရဲ့အချိန်ဝေဖန်မှုအချို့ရှိခဲ့ပေမဲ့နန်တိုကတော့ခမရတာအဲ့ဒီညမှာဆိုရင်လည်းအသက်ရှင်ကိုဒီလိုပဲလုံးဝမှာလို့ပြပြသားပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သက်ရှင်ကျင်းသူတွေကဒီနေ့ထိဘဝကိုရိုးချင်းနဲ့အကောင်းဆုံးဖြစ်တတ်နေကြပါတယ်။တကယ်လို့မိတ်ဆွေတို့အဲ့လိုချီမျိုးနဲ့ကြုံလာခဲ့တဲ့အခါမှာဘလို့အသက်ရှင်အောင်နေထိုင်နေစကချက်တော့ကောင်းမှရေးပေးခဲ့ပါဦး။နောက်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe ဖြစ်လို့လည်းမမေ့ပါနဲ့။ဒါဖြင့် bye